ဣစတဝိတတံဝိတံဣစုပခေယပန္တိတောနာတွေဥပဋ္ဌမနကာရံသောခာပါယပထောဥစုပန္တိတောအကောင်းဆုံးမြင်သည့်ပညာရှိတို့သည်ဣစတဝိတတံကိုတွင်မဆန့်ပြန့်နှံ့ပူလောင်၍နေသောဝိတံခံပြင်းလှစွာဝေဒနာကိုပေးစံပေးလိမ့်မွေဝေးစိတ်ကိုဣစုပခေယကြောင်းကြားမပြုလစ်လျူရှုရာသေး၏ဥပဋ္ဌမနကာရံကိုတွင်မှဖြစ်၍လာသောအာယောနှင့်သောမနတိကာရကိုနာတွေဝဣစုပခေယလစ်လျူရှုကမနေရသည်တလျင်တီကတ္တမဘဲကြောင့်နိဟုမူကသောဒုအာယောနှင့်သောမနတိကာရသည်ဣစုဥစုမသွေမထောင်းအလွန်ဖြောင့်သောအပါယပထောအပေသွားရာလမ်းကြောင်းကြည်ပါပေတည်း